မြတ်စွာဘုရားသခင်ကိုရောမြတ်ကလောကသားတွေအတွက်ကောင်းကျိုးချမ်းသာရယူရကြောင်းနိလန်ညွှန်ပြတယ်ဆိုတာဟာရှောင်ရံနဲ့ဆောင်ရံဆိုတာလို့ရှောင်ရမယ့်ဟာနဲ့ဆောင်ရမယ့်ဟာဒီနှမျိုးကိုပဲအဓိကထားပြီးတော့ဆုံးမဩဝါဒပေးတာဖြစ်ပါဘုရားဘာသာဝင်တွေဘုရားကိုကိုးကွယ်တယ်ဆိုတာစီးပွားဥစ္စာတိုးတက်ခြင်းတို့လတ်လဘာတွေပေါ်များခြင်းတို့ယာရုဂုံသိန်းတွေရခြင်းတို့ဆိုတဲ့အင်မတန်တူတောင်းလှတဲ့အခွင့်အရေးတမိုးမရှိတဲ့အခွင့်အရေးတွေကိုမျှော်ကိုးပြီးတော့ကိုးကွယ်ရတာမဟုတ်ဘူးမြတ်စွာဘုရားကိုကိုးကွယ်တယ်ဆိုတာမြတ်စွာဘုရားထံကအဆုံးအမတွေကိုရရှိပြီးတော့ဘဝမှာချမ်းသာဒုက္ခရရှိနိုင်ပြီးနောက်ဆုံးမှာဘဝကလွတ်မြောက်သွားပြီးနိဗ္ဗာန်ချမ်းသာကိုရဖို့အထိတရားဓမ္မကိုကျင့်သုံးဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့သာမြတ်စွာဘုရားကိုကိုးကွယ်ရမှာဖြစ်တယ်ကိုးကွယ်မှုလွဲမှားမသွားစေဘူးမြတ်စွာဘုရားသခင်ကိုရောမြတ်ကတရားဝါရီရဲ့အကျိုးစီးပွားကိုဆောင်ရွက်တယ်ဆိုတာဘုန်းတော်တကူတော်နဲ့တရားဝါရီကိုမဆတဲ့သဘောမျိုးမဟုတ်ဘူးလောကလူတွေကနတ်ကိုးကွယ်တဲ့အစဉ်လာကြီးကကြီးမားလာခဲ့သည့်အတွက်ကြောင့်နတ်ကိုကိုးကွယ်တဲ့အခါမှာနတ်ကတကူနဲ့ကိုယ်ကိုမလိန်နိုးနိုးနဲ့မျှော်ကိုးပြီးတော့ကိုးကွယ်ကြတာဖြစ်တယ်ပေါ့အဲ့ဒီကိုးကွယ်မှုတွေဟာလူတွေမှာအကျင့်ကြီးပါနေသည့်အတွက်ကြောင့်မြတ်စွာဘုရားကိုကိုးကွယ်တဲ့အခါမှာလဲဘုရားသခင်ကတို့တကူနဲ့စောင့်ရှောက်လိမ့်မယ်တကူနဲ့မဆလိမ့်မယ်ဆိုတဲ့မျှော်လင့်ချက်တွေဟာထားနေကြဆဲပဲဖြစ်တယ်မှားယွင်းတဲ့မျှော်လင့်ချက်တွေသာဖြစ်တယ်မြတ်စွာဘုရားဟောကြားတဲ့ဆုံးမတဲ့ထဲမှာကျမ်းမာခြင်းလို့ရှိရင်ကျမ်းမာခြင်းရဲ့အကြောင်းလိုက်နာကြရစီးပွားဥစ္စာတိုးတက်ခြင်းစီးပွားဥစ္စာတိုးတက်ခြင်းရဲ့အကြောင်းကိုလိုက်နာလုပ်ခိုင်းမိမိတို့ကိုယ်တိုင်ဆောင်ရွက်ကြရမှာဖြစ်တယ်နိဗ္ဗာန်ချမ်းသာကိုရခြင်းလည်းမိမိတို့ကိုယ်တိုင်လိုက်နာကျင့်သုံးဆောင်ရွက်ကြရမှာဖြစ်တယ်ဆိုမှန်ကန်တဲ့လမ်းကြောင်းကိုပြသပေးခြင်းသာလေမြတ်စွာဘုရားရဲ့ဒီမိမိတို့အပေါ်မှာကျေးဇူးပြုခြင်းဖြစ်တယ်ဒါကြောင့်မို့စာပေကျမ်းဂန်ထဲမှာတိတိကျကျဆိုထားတာဟိတေပဝတ္တနေနအဟိတာသနိဝတ္တနေနတတ္တနံဘယံဟိန္ဒတိဘုဒ္ဓောမြတ်စွာဘုရားကတရားဝါဒီပေါ်မှာကြာရောက်မဲ့ဘေးရန်အန္တရာယ်တွေရရှိနိုင်တဲ့ချမ်းသာဒုက္ခတွေဘေးရန်အန္တရာယ်တွေကိုတကူတော်နဲ့ဖယ်ရှားပြီးတော့ချမ်းသာဒုက္ခတွေကိုအခုချက်ချင်းလည်းငင်းဒီလိုပေးတာမျိုးမဟုတ်ဘူးတရားဝါဒီကိုယ်တိုင်ဘေးရန်ကိုဖြစ်ပေါ်စေတတ်တဲ့အကုသိုလ်တရားတွေကိုရှောင်ရှားစေခြင်းကောင်းကျိုးချမ်းသာတွေကိုပေးစေနိုင်တဲ့ပေးတတ်တဲ့ကုသိုလ်တရားတွေကိုကိုယ်တဏ္ဍာမှာဖြစ်ပွားအောင်လိုက်နာခြင်းဆိုတဲ့ဒီလမ်းညွှန်ချက်သာပေးတာဖြစ်တယ်ဟိတလို့ဆိုတဲ့ကောင်းကျိုးချမ်းသာကိုရနိုင်တဲ့အခြေအနေကောင်းတွေကိုယ်တဏ္ဍာမှာဖြစ်စေရဖြစ်အောင်လုပ်ဖို့မြတ်စွာဘုရားတိုက်တွန်းတယ်ချမ်းသာခြင်းရဲ့အကြောင်းဖြစ်တဲ့တရားတွေကိုလိုက်နာကြရမယ်လို့ဒီလိုပဲဆိုတာဆင်းရဲမှာကြောက်တယ်ဆိုလို့ရှိရင်ဆင်းရဲခြင်းကိုဖြစ်ပေါ်စေတတ်တဲ့အကုသိုလ်တရားတွေရှောင်ရှားဖို့ကိုယ်တဏ္ဍာမှာမဖြစ်အောင်နေဖို့အဲ့ဒါဟာမြတ်စွာဘုရားရဲ့စစ်မှန်သောအဆုံးအမတွေဖြစ်အဲ့ဒီအတိုင်းလိုက်နာမှမိမိတို့ရဲ့မျှော်မှန်းချက်ပြည့်ဝမှာဖြစ်တယ်အဲ့ဒါလို့မဟုတ်ဘဲနဲ့တကူတော်နဲ့မလိမ့်နိုးနိုးနဲ့မျှော်ကိုးပြီးတော့ကိုးကွယ်နေမယ်ဆိုလို့ရှိရင်ကတော့ဒီလိုဆင်းရဲဒုက္ခတွေကလွတ်မြောက်ခြင်းချမ်းသာဒုက္ခရခြင်းဆိုတဲ့အကျိုးတရားတွေဖြစ်ပေါ်လာမှာမဟုတ်ဘူးမှန်ကန်တဲ့ရည်ရွယ်ချက်နဲ့ကိုးကွယ်မှသာဖြစ်လာနိုင်တယ်ဆိုတာအလုံးသောဘုရားဘာသာဝင်သူတော်စင်တွေတန်ရှင်းတဲ့စိတ်ဓာတ်နဲ့ကိုးကွယ်ပြီးမြတ်စွာဘုရားရဲ့အဆုံးအမကိုမမေ့ဖို့အရေးကြီးတယ်မြတ်စွာဘုရားကသဗ္ဗပပတ္တအကရဏံကုသလတုပတံပရာကိုယ်တဏ္ဍာမှာဆင်းရဲမှာကြောက်တယ်ဆိုရင်အကုသိုလ်မှန်သမျှရှောင်ရမယ်ချမ်းသာဒုက္ခကိုလိုချင်တယ်ဆိုရင်ကုသိုလ်မှန်သမျှကိုယ်တဏ္ဍာမှာပြည့်စုံအောင်ကြိုးစားအားထုတ်ရမယ်ဆိုတာဟာမှန်ကန်တဲ့လမ်းညွှန်ချက်ပဲဖြစ်တယ်အဲ့ဒီအကုသိုလ်တွေကိုရှောင်ဖို့ဆိုတာဘုရားအလုပ်မဟုတ်ဘူးကုသိုလ်တွေကိုယ်တဏ္ဍာမှာပြည့်စုံအောင်လုပ်ဖို့ဆိုတာလည်းဘုရားရဲ့အလုပ်မဟုတ်ဘူးမိမိကိုယ်တိုင်နေလုပ်ရမှာဖြစ်လို့
မြတ်စွာဘုရားကအတ္တာဟိအတ္တနောနာထောမိမိတည်တာလည်းမိမိရဲ့ကိုယ်ဝေဟာလို့ကိုယ်တိုင်လောက်ကြရမှာဆိုတာမမေ့ဘူးအရေးကြီးတာပေါ့လောကမှာပညာတတ်ဖို့ဆိုတာလေကိုယ်တိုင်ကြိုးစားကြရဒီကနေ့ခေတ်လူငယ်လူရွယ်တွေဟာအကြောင်းမှန်မှန်တက်ပြီးတော့ဒီပညာရဖို့အတွက်ကြိုးပမ်းအထောက်နေကြတယ်ဆိုတာလက်တွေ့ပဲလေစီးပွားဥစ္စာတိုးတက်ဖို့ဆိုတာလေမိမိတို့ကိုယ်တိုင်စီးပွားဖြစ်နိုင်တဲ့အသိဉာဏ်တွေသင်ယူလို့လုံလဝိရိယကြီးစွာနဲ့ကြိုးစားအထောက်မှစီးပွားဥစ္စာဆိုတာတိုးတက်လာတာဖြစ်တယ်အဲ့ဒါလို့စီးပွားဥစ္စာတိုးတက်ရာတိုးတက်ကြောင်းကျိုးပန်းအထောက်မှုတွေဆိုတာလေမြတ်စွာဘုရားကလမ်းညွှန်ပြထားပြီးသားဖြစ်တယ်ဒီဘဝမှာလည်းကောင်းနောက်ဘဝမှာလည်းကောင်းမှုအတွက်လူသားတွေမှာရှိသင်ရှိလိုက်တဲ့အချက်တရားအချက်တွေကိုလည်းမြတ်စွာဘုရားအဆုံးအမဟောကြားပေးထားတာဖြစ်တယ်အဲ့ဒီမှာလောကမှာလူရည်လို့ဖြစ်လာလို့ရှိရင်ကိုအားကိုရမယ်ဆိုတာကိုအားကိုဆိုတာကုသဏမှာဒါတွေဖြစ်အောင်လုပ်ရမယ်ဆိုတာဘာတွေလဲလို့ဆိုရင်တတ္တာသီလသုတ္တစာကပညာလို့ဆိုတဲ့ဒီအရေးချင်းတွေကုသဏမှာရအောင်လုပ်ဖို့လိုတယ်ဒါတွေမရဘဲနဲ့ဘယ်လိုမှကောင်းကျိုးချမ်းသာရလာမှာမဟုတ်ဘူးကုသဏမှာဒီအရေးချင်းတွေရအောင်လုပ်ဖို့တတ္တာဆိုတာမြတ်စွာဘုရားရဲ့အသိဉာဏ်ကိုယုံကြည်တယ်ဘုရားကိုယုံကြည်တယ်ဆိုတာအနန္တတကုကိုယုံကြည်တာမဟုတ်ဘူးအသိဉာဏ်ကိုယုံကြည်တာမြတ်စွာဘုရားရဲ့အသိဉာဏ်ကိုယုံကြည်မှမြတ်စွာဘုရားကအသိဉာဏ်နဲ့ဟောထားတဲ့အဆုံးအမကိုလိုက်နာမှာဖြစ်တယ်ပေါ့တကုကိုယုံကြည်တဲ့ပုဂ္ဂိုလ်ဟာတကုနဲ့မလိမ့်နိုးနိုးသာမျှော်ကိုးနေမှာဖြစ်တယ်မိမိလုပ်ရမယ့်အလုပ်တွေမလုပ်ဘဲနဲ့တကုနဲ့မမဲ့နေ့ကိုပဲမျှော်လင့်နေတတ်တယ်အသိဉာဏ်ကိုယုံကြည်တဲ့ပုဂ္ဂိုလ်ဟာဒီလိုအသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ကဒါမလုပ်ရဘူးလို့ရှောင်ရမယ်ဆိုတာဒါကတော့လုံးတဲ့နဲ့လှုပ်ဆောင်ရမယ်ဆိုတဲ့ဟောပြောချက်တွေဟာလွဲမှားမှုမရှိဘူးအကုသိုလ်ဆိုတာအပြစ်နဲ့တကွာဖြစ်ပြီးအပြစ်ရှိပြီးဒုက္ခဆိုတဲ့အကျိုးကိုပေးတတ်တယ်ကုသိုလ်ဆိုတာအပြစ်ကင်းပြီးတော့ကောင်းကျိုးချမ်းသာဒုက္ခဆိုတဲ့အကျိုးကိုပေးတတ်တယ်လို့ဆိုတာလုံးဝယုံကြည်လက်ခံပြီးအဲ့ဒီတိုင်းလိုက်နာဆောင်ရွက်ကြမှာဖြစ်တယ်အဲ့ဒါလိုလိုက်နာဆောင်ရွက်ဖို့ယုံကြည်ချက်ကိုတတ္ထာလို့ခေါ်တယ်အဲ့ဒီတတ္ထာဘုရားရဲ့အသိဉာဏ်ကိုယုံကြည်သည့်အတွက်ကြောင့်ဘုရားအဆုံးအမတိုင်းလိုက်နာဖို့စိတ်ဝင်စားတယ်လိုက်နာတယ်ဆိုတာလက်တွေ့အပြင်အကုသိုလ်ရှောင်တယ်ကုသိုလ်ကောင်းမှုတွေကိုကြိုးစားလုပ်တယ်ဒါဟာလိုက်နာခြင်းပဲဖြစ်တယ်ပေါ့မြတ်စွာဘုရားရဲ့အဆုံးအမအခုလိုလိုက်နာဆောင်ရွက်ခြင်းလို့ဆိုရင်ယုံကြည်ချက်ကိုအခြေခံပြီးတော့လိုက်နာဆောင်ရွက်မှုဖြစ်ပေါ်လာတာဖြစ်တယ်အဲဒါကြောင့်မို့ယုံကြည်မှုဟာအရေးကြီးတာမို့ယုံကြည်မှုရှိဖို့ဟာအစပထမပဲဒါကြောင့်မို့ယုံကြည်မှုကိုရှိရမယ်တတ္တဟာဆိုတာရှိရင်နောက်ကကုသိုလ်တွေစက်တိုက်ဖြစ်လာနိုင်တရားကိုအခြေခံပြီးတော့ဖြစ်လာနိုင်တဲ့အရာကသီလကိုကျင့်သီလကိုထိမ့်သိမ်းဆောက်ရှောက်လာတယ်ရသော်ဘုရားကသူများအသက်မတတ်ရဘူးသူများဥစ္စာမခိုးရဘူးသူတစ်ပါးသားမယားမစော်ကားရဘူးလိမ့်လီလက်စားပြီးသူတစ်ပါးအကျိုးပြတ်အောင်မလုပ်ရဘူးမူရစေဝါရှောင်ရှားမယ်ဆိုတဲ့ရသော်ဘုရားရဲ့အဆုံးအမတိုင်းလိုက်နာဆောင်ရွက်မယ်ဆိုလို့ရှိရင်ဒီဘဝမှာလည်းကောင်းကျိုးချမ်းသာတွေရလို့နောက်ဘဝမှာလည်းကောင်းကျိုးချမ်းသာတွေရနိုင်သီလရှိလာတဲ့ပုဂ္ဂိုလ်တွေဘဝမှာအာမခံချက်တစ်ခုရှိလောကလူတွေဟာတူနဲ့မတူဘူးအသက်ရှည်တာရှိတယ်အသက်တိုတာရှိတယ်အစင်းလှတာရှိတယ်ရုပ်ဆိုးတာရှိတယ်ပညာတတ်တာရှိတယ်ပညာကင်းမဲ့တာရှိတယ်အဲ့ဒါလို့ပစ္စည်းဥစ္စာပေါ်များတာရှိတယ်ပစ္စည်းဥစ္စာရှားပါတာရှိတယ်ဘာဖြစ်လို့ဒီလိုဆူကြုံနေညင်ကွဲပြားနေရသလဲဆိုလို့ကိုလှုပ်တဲ့ကံတရားတွေပေါ်မှာမိပြုတာဖြစ်တယ်အဲ့ဒီထဲမှာလူဘဝရလာလို့အသက်ရှည်တယ်ဆိုတဲ့ပုဂ္ဂိုလ်တွေဟာပါဏာတိပါဒလုံခဲ့တဲ့ပုဂ္ဂိုလ်တွေပဲကျမ်းမာတယ်အသက်ရှည်တယ်ဆိုတဲ့ပုဂ္ဂိုလ်တွေလူဘဝရလာပြီးမကျမ်းမာဘူးယောဂဝေဒနာတွေနဲ့နှိမ့်ဆက်ဒုက္ခတွေရောက်တယ်ယောဂများတယ်အဲ့ဒီလိုယောဂများတယ်ဆိုတဲ့ပုဂ္ဂိုလ်တွေဟာလည်းတစ်ချိန်လုံးကပါဏာတိပါဒမရှောင်ခဲ့တဲ့အကုသိုလ်ကံတွေရဲ့အကျိုးကိုခံစားရတာဖြစ်တယ်ပစ္စည်းဥစ္စာနဲ့ပတ်သက်လာလို့ရှိရင်ပစ္စည်းဥစ္စာပေါ်များတယ်ကိုယ်ပစ္စည်းဟာဘယ်နည်းနဲ့မှပျက်စီးသွားတာမရှိဘူးဆိုရင်အဋိဏဒါနလုံလို့ပဲ
ရလာတဲ့ပစ္စည်းလေးစင်စင်ရဲရဲနဲ့ရှားဝေစုဆောင်းထားတဲ့ပစ္စည်းတော့ကြာရေထဲပါသွားလိုက်မီးထဲပါသွားလိုက်အသိခံလဲရတဲ့ဆိုတဲ့ဟာမျိုးတွေနဲ့ပျက်စီးနေတဲ့ပုဂ္ဂိုလ်တစ်ချိန်လုံးကအရိဏဒါနဆိုတဲ့သီလမလုံခဲ့တာဒီရဲ့အကျိုးဆက်ကိုခံစားနေရတာဖြစ်တယ်အရက်ထဲမှာမြို့ထဲရွာထဲမှာလူတကာရဲ့မုန်းတီးယွန်ရှာမှုကိုခံရတဲ့ပုဂ္ဂိုလ်တွေဟာကာမေတုမိစ္ဆာစာရမလုံခဲ့တဲ့ပုဂ္ဂိုလ်တွေပဲဖြစ်တယ်ပတရားဆွဆွဲခံရပြီးတော့ဖန်စီထောင်ချခံရတဲ့ပုဂ္ဂိုလ်တွေမတရားဆွဆွဲမှုတွေကိုခံရတဲ့ပုဂ္ဂိုလ်တွေဟာအနည်းဆုံးတစ်ချိန်လုံးကမုဒဝါဒပြစ်မှုတွေကျွလွန်ခဲ့ပြီးတော့ဒီမုဒဝါဒသိက္ခာပုမလုံခဲ့တဲ့ပုဂ္ဂိုလ်တွေဖြစ်တယ်လူဘဝရလာတဲ့အခါမှာအတိညာဏ်နှဲပါခြင်းနော်အုံနောက်ကြက်မပြေခြင်းအဲ့ဒီလိုအတိညာဏ်နှဲပါပြီးအိုင်ကျူနေတာတို့သင်လို့ကြားလို့မရဘူးလူထဲမှာထုံထိုင်းတာတို့ဆိုတာတွေဟာတစ်ချိန်လုံးကသူရာမေတွေကမလုံခဲ့တဲ့ပုဂ္ဂိုလ်တွေဒီလိုဒါအ ਨੇ ဆုံးဒီပြစ်မှုတွေကျွလွန်ခဲ့လာမယ်ဆိုရင်ဒီလိုဆိုးချိုးတွေကိုခံရတယ်ပေါ့ဒါကြောင့်မို့မြတ်စွာဘုရားကသီလဆိုတာနဲ့ပြည့်စုံရမယ်သီလနဲ့ပြည့်စုံလို့ရှိရင်လူဖြစ်လာလို့ရှိရင်လည်းအသက်ရှည်တယ်ကျန်းမာတယ်ပစ္စည်းဥစ္စာပေါ်များတယ်လူချစ်လူခင်ပေါ်များတယ်မတရားဆွဆွဲခံရတာမရှိဘူးအတိညာဏ်ထက်မြက်တယ်ဆိုတဲ့အရည်အချင်းတွေပြည့်ပြည့်စုံစုံရလာနိုင်တယ်အဲ့ဒါတွေရဖို့အတွက်ဆုတောင်းနေလို့မရဘူးသီလနဲ့ပြည့်စုံအောင်ကြိုးစားအထောက်အမယ်လို့ဟောတတ္တာလည်းရှိရမယ်သီလလည်းရှိရနောက်တစ်ခုကတုတ္တဆိုတာဘုရားသာသနာတော်နဲ့ကြုံတွေ့နေတဲ့အချိန်မှာမြတ်စွာဘုရားရဲ့အဆုံးအမတွေဆိုတာမိမိတို့တတ်နိုင်သမျှဒီအဆုံးအမတရားတော်တွေသိရှိနားလည်အောင်တရားနာတာတို့စာအုပ်တွေဖတ်ရှုတာတို့ဘောဓုတ္တဆိုတာအမှန်တမ်းအရေးကြီးအဲ့တုတ္တရှိလာပြီဆိုလို့ရှိရင်သူပြောကိုပြောနဲ့ယုံရတဲ့ကိစ္စမဟုတ်ပဲနဲ့မိမိကိုယ်တိုင်အသိဉာဏ်ရှိလာတဲ့အခါစဉ်းစားတတ်တဲ့ပညာကိုမှရစဉ်းစားတတ်တဲ့ပညာရလာတော့ဘဝအဓိပ္ပာယ်ကိုသိရှိနားလည်ပြီးတော့ကိုထိန်းချောင်းပြီးတော့သွားနိုင်တယ်ဘဟုတုတ္တရှိတဲ့ပုဂ္ဂိုလ်ဆိုတာသူများပြောတာခေါင်းငိမ့်တဲ့ပုဂ္ဂိုလ်မဟုတ်ဘဲနဲ့ကိုယ့်အကိုဆုံးဖြတ်နိုင်စွမ်းရှိတယ်ဒါကြောင့်မို့တုတ္တဆိုတဲ့အရည်ချင်းဟာလည်းအလွန်တန်ဖိုးရှိတယ်လို့ဒီလိုဆိုတာနောက်တစ်ခုကစာကကိုရလာတဲ့ပစ္စည်းတစ်ခုဟာကိုတူးတဲ့သုံးဆွဲဖို့မဟုတ်ဘူးမိမိကိုယ်တိုင်လည်းချမ်းသာအောင်နေထိုင်မယ်မိဘတွေချမ်းသာအောင်ထားမယ်သားသမီးတွေချမ်းသာအောင်ထားမယ်ဆွေမျိုးမိတ်သင်္ကားတွေချမ်းသာအောင်ထားမယ်အလှူဒါနပြုမယ်လို့ကိုရလာတဲ့ပစ္စည်းပေါ်မှာစနစ်တကျသုံးဆွဲပြီးနှမျောတွန့်တိုခြင်းဆိုတဲ့မစ္စရိယတရားကိုမထားဘဲနဲ့စွန့်လွတ်ခြင်းလူဒန်းခြင်းဆိုတဲ့ဒါနကောင်းမှုပေါ်မှာမွေ့လျော်တာစာခလို့ခေါ်တယ်အဲ့ဒီစာခတရားရှိမှမြတ်စွာဘုရားသခင်ကိုရောမြတ်ကဟောထားတာရှိတယ်ဒါနတံပုတာနိဘောဂာနိလူတွေရလာတဲ့စည်းစိမ်ဥစ္စာတွေဆိုတာဒါနကောင်းမှုပေါ်မှာအခြေပြုလာတာဖြစ်တယ်လို့မြတ်စွာဘုရားကဒီလိုဟောတယ်တချို့ကတော့တွေးမိကောင်းတွေးလိုက်မယ်ဒီပစ္စည်းတွေကကိုယ်တိုင်ကြိုးစားပြီးရှာလို့ရလာတာပါဒါနကြောင့်ရတာမဟုတ်ပါဘူးလို့ဆင်ញင်ပေးကောင်းပေးလိုက်မယ်သို့တော့အဲ့ဒါလို့ရှာတိုင်းရသလားလို့မေးမြန်းကြည့်ပေါ့ကိုယ်တိုင်ရှာတိုင်းရှာတဲ့လူတိုင်းဟာရနိုင်သလားလို့ဆိုမရနိုင်ဘူးရှာတဲ့လူတိုင်းမရဘူးအစဉ်ပြေမှရတာဒါမို့အစဉ်ပြေတဲ့လူတွေကြတော့ကံကောင်းတယ်လို့ပြောကြပြန်ရောနော်အဲ့တော့နောက်တစ်ခုစဉ်းစားကြည့်မယ်ဆိုလို့ရှိရင်ဒါနရှိတဲ့လူနဲ့မရှိတဲ့လူဟာဘယ်လောက်ကွာခြားသလဲတစ်မျိုးတည်းတရက်ွက်တည်းနေတာပဲကြည့်လူဘဝရလာတဲ့အခါမှာဒါနကောင်းမှုမရှိတဲ့ပုဂ္ဂိုလ်ကဆင်းရဲတဲ့အိမ်မှာသွားပြီးတော့မွေးရတယ်ဒါနကောင်းမှုရှိတဲ့ပုဂ္ဂိုလ်ကချမ်းသာကြွယ်ဝတဲ့မိသားစုတွေရောက်လာအဲ့ဒါကိုအကွဲပြားခြားနားမှုတစ်ခုဖြစ်လာအဲ့ဒါကိုရလားဆိုဘယ်ဟုတ်မလဲကိုယ်တိုင်သာရွေးချယ်မယ်ဆိုရင်ချမ်းသာတဲ့မိဘရွေးမှာပေါ့အဲ့ဒါလို့ရွေးနိုင်စွာဘဝတဏှာခီးဆိုတာကံပြစ်ချရာရောက်ရှိကြတာဖြစ်လို့ကံကြမ္မာပုံရိပ်ကြီးအတိုင်းပေါ်လွင်လာတာဖြစ်တယ်ဒါကြောင့်မို့လို့ကိုကောင်းကျိုးချမ်းသာလိုလားတဲ့ပုဂ္ဂိုလ်တိုင်းဟာဒီကံကြမ္မာဆိုတာကိုနားလည်သဘောပေါက်ပြီးတော့ကောင်းအောင်လဲမိမိကိုယ်တိုင်လုပ်ရတာဖြစ်တာ
ဆိုတာလဲမိမိကိုယ်တိုင်လှုပ်တာပဲဖြစ်တယ်ဘယ်သူမှအပြစ်တင်စရာအကြောင်းမရှိဘူးအခုလိုသိရှိတဲ့ဘဝမျိုးမှာကုသိုလ်ကံရအောင်ကြိုးစားအထောက်ဉာဏ်ကြွယ်ဝမှုဆိုတာအတိတ်ဘဝကဒါနကောင်းမှုလုပ်ခဲ့တဲ့ပုဂ္ဂိုလ်သို့မဟုတ်ဒီဘဝမှာလည်းဒါနကောင်းမှုတွေလုပ်နေတဲ့ပုဂ္ဂိုလ်တွေဟာဘဝမှာအစဉ်ပြေးနေတတ်တယ်ဟောဒါကြောင့်မို့စာခဆိုတဲ့စွန့်လွတ်မှုတရားဟာတာမန်အားဖြင့်ဒီလှူလိုက်တန်းလိုက်တယ်ဆိုရင်ကိုယ်ပစ္စည်းကုန်သွားတာပဲလို့ဒီလိုအောက်မေ့ကြလိမ့်သို့တော့စွန့်လွတ်ခြင်းကြောင့်ရရှိလာတဲ့ကုသိုလ်စေတနာရဲ့စွမ်းအားတွေဟာဒီတိုင်းနေတာမဟုတ်ပါဘူးသူတို့ရဲ့စွမ်းအားတွေကြောင့်မိမိဘဝမှာပိုးပြီးတော့အစဉ်ပြေရှာလို့ဖွေလို့လည်းပို့ပြီးတော့အစဉ်ပြေလာတယ်ဆိုတဲ့ဒါနရဲ့အကျိုးတရားကောင်းတာလို့ရင်ကောင်းတဲ့အကျိုးတရားရတယ်ဆိုတာတဘာဝရဲ့နိယမတရားကြီးများဖြစ်တယ်ပေါ့ဒါကြောင့်မို့စာခဆိုတာလည်းရှိရမယ်မရှိလို့မလူလို့မရှိဆိုတဲ့တန်တရားတွေကဒါမှလွတ်သွားနိုင်ဟောနောက်တစ်ခုရှိရမှာတော့အရေးကြီးဆုံးကတော့ပညာပဲဖြစ်တယ်ပေါ့အဲ့ဒီပညာဆိုတာကမ္မတက္ကတာတမ္မာဒိဋ္ဌိလို့ဆိုတဲ့အခြေခံအကျဆုံးပညာအမှငါပိုင်ဆိုင်တာငါနဲ့သက်ဆိုင်တာကိုယ်နဲ့ကိုယ်ပိုင်ပစ္စည်းဆိုဒီမှာဘဝကရလာတဲ့ဒီကံတာလင်ငါရဲ့ကိုယ်ပိုင်ပစ္စည်းဖြစ်တယ်လို့ဒီလိုလက်ခံယုံကြည်လာမှုကံတရားဟာဘာပဲလုပ်လို့ကောင်းတာလုပ်လို့ဆိုးတာလုပ်လို့ကံတရားရဲ့အမွေကိုပဲငါခံရမယ်ဆိုတဲ့ယုံကြည်မှုဟာကုသိုလ်တရားဖြစ်ဖို့ရာအတွက်လမ်းဖွင့်ပေးတဲ့သဘောပဲဖြစ်တယ်စဉ်းစားကြည့်လေကံကိုမယုံကြည်ဘူးဆိုတဲ့ပုဂ္ဂိုလ်ဟာလှုပ်ချင်အောင်လုပ်မှာပဲကောင်းကျိုးချမ်းသာကိုလည်းပေးတဲ့ကုသိုလ်ကံဆိုတာလည်းမရှိဘူးမကောင်းကျိုးပေးတဲ့အကုသိုလ်ဆိုတာလည်းမရှိဘူးကောင်းတာလုပ်လဲကောင်းတာဖြစ်ခြင်းမှဖြစ်တယ်မကောင်းတာလုပ်ရင်လည်းကောင်းတာတွေဖြစ်ခြင်းဖြစ်နေတယ်ဆိုတဲ့အပေါ်ယံအတွေးမျိုးလေးနဲ့တွေးပြီးတော့ကံကိုညှင်းပယ်မယ်ဆိုလို့ရှိရင်တော့အဆိုးဘက်ကိုရောက်သွားနိုင်တယ်ပေါ့ကောင်းတာလုပ်ရင်ကောင်းကျိုးရတယ်မကောင်းတာလုပ်ရင်မကောင်းကျိုးရတယ်ဆိုတဲ့ဒီနိယမသဘောတရားကိုလက်ခံထားတဲ့ပုဂ္ဂိုလ်ဟာဘလို့အကျိုးကျေးဇူးတွေအ ਨੇ ဆုံးဖြစ်နိုင်တယ်လဲလို့ဆိုရင်ကောင်းတာလုပ်မှကောင်းကျိုးရတယ်မကောင်းတာလုပ်ရင်ကောင်းကျိုးမရဘူးဆင်းရဲတတ်တယ်လို့ဆိုတဲ့အသိကြောင့်မို့လို့သူဟာကောင်းကျိုးချမ်းသာလိုချင်သည့်အတွက်ကြောင့်မကောင်းတာတွေကိုရှောင်တယ်ကောင်းတာတွေကိုလုပ်တယ်ဆိုတဲ့အ ਨੇ ဆုံးဒီအကျိုးရမှာပဲဖြစ်တယ်ပေါ့အဲ့ဒီအကျိုးကြောင့်ဆက်လက်ပြီးတော့ဖြစ်ပေါ်လာတဲ့ကောင်းကျိုးချမ်းသာတွေများစွာခံစားရဒါကြောင့်ကမ္မတက္ကတာတမ္မာဒိဋ္ဌိဆိုတဲ့ဒီပညာကအခြေခံပြီးတော့နောက်ဆုံးဝိပဿနာဉာဏ်လို့ဆိုတာမျိုးလောကမှာလူဆိုတာဟာယုံနဲ့နံနှမျိုးတည်းသာရှိတယ်ထိုယုံနံနှမျိုးဟာလည်းပဲသာဝရပြောင်းရွှေ့လျားနေတဲ့မမြဲတဲ့သဘောတရားများသာဖြစ်တယ်ဒီမမြဲတဲ့သဘောတရားတွေတဲကကောင်းကျိုးချမ်းသာရဖို့အတွက်မိမိခန္ဓာကိုယ်ရင်းပြီးတော့သီလဆိုတဲ့အနှစ်သာရရယူဖို့အသက်စီဝိတဆိုတာရင်းပြီးတော့ဝိပဿနာအသိပညာဆိုတဲ့ဒီပညာရယူဖို့ဆိုတဲ့တန်ဖိုးရှိတဲ့အနှစ်သာရတွေကိုရယူနိုင်လောက်သိမြင်တတ်တဲ့ပညာမျိုးအလွန်ကိုတန်ဖိုးရှိတယ်အဲ့တော့အရေးကြီးဆုံးဘဝမှာတတ္တာရှိရမယ်သီလရှိရမယ်သုတရှိရမယ်စာခရှိရမယ်ပညာရှိရမယ်ဆိုအဲ့ဒီအရေးချင်း၅မျိုးရှိပြီဆိုရင်သင်္ခါရုပပတ္တိတုံမှာမြတ်စွာဘုရားဟောထားတယ်ဘယ်အရာကိုပဲလူကျင်တယ်ဆိုတဲ့ဆန္ဒရှိဒီအရေးချင်း၅မျိုးရှိတဲ့ပုဂ္ဂိုလ်မှာပြည့်ဝတယ်လို့ဆိုတာဘာဖြစ်လို့လဲဆိုတော့ပြည့်နိုင်တဲ့အရေးချင်းတွေသူ့မှာရှိနေပြီသားဖြစ်တယ်ပတ်စံချမ်းသာတဲ့ပုဂ္ဂိုလ်တယောက်ဟာမိမိဝယ်ချင်တာဝယ်လို့ရတယ်လို့ပဲပုဂ္ဂိုလ်တယောက်မှလည်းတတ္တသီလသုတ္တစာကပညာဆိုတဲ့ဒီအရေးချင်းတွေရှိနေပြီဆိုရင်ကိုလိုချင်တဲ့ကောင်းကျိုးချမ်းသာတွေဟာအလွယ်တကူပမာရရှိလာနိုင်တယ်ဆိုတာယုံမှတန်တရားမရှိဘူးအခုလိုစုပေါင်းပြီးတော့အခုလိုကျောင်းကန်ထဲမှာမြတ်စွာဘုရားသရင်300ကျောင်းဆောင်ကြီးအခုလိုတရားဓမ္မနာယူတဲ့ကျောင်းဆောင်ကြီးတန်ဃာတွေသရင်သုံးပြီးတော့မြတ်စွာဘုရားရဲ့တရားတော်တွေကိုသင်ယူကြဖို့ဆိုတဲ့ကျောင်းဆောင်မျိုးကြီးအခုလိုစုပေါင်းကောင်းမှုဖြင့်ဆောက်လုပ်လိုက်လို့တင်းအောင်တင်းတယ်ကျောင်းဆောင်ကြီးဆောက်လို့လှူဒန်းရတယ်ဆိုတဲ့ကုသိုလ်ကောင်းမှုဟာနည်းတဲ့ကုသိုလ်ကောင်းမှုမဟုတ်ဘူးဘယ်အရာပဲဖြစ်ဖြစ်မြတ်စွာဘုရားကဒီအဆောက်အဦက
နေထိုင်သူတွေကိုဘလို့အကျိုးပြုတယ်ဆိုတဲ့ပုံမှာမူတည်ပြီးတော့မြတ်စွာဘုရားကကျောင်းအလှူရဲ့အကျိုးအဆောက်အဦရဲ့အလှူရဲ့အကျိုးကျေးဇူးကိုဟောပြောလို့ရှိတာပေါ့အဲ့တော့ကျောင်းဆိုတာဟာဒီအဓိကအားဖြင့်တော့နေထိုင်သူတွေပုံမှာဘာအကျိုးပြုတယ်လဲဆိုတာနှစ်ခုစဉ်းစားဖို့လိုအပ်တယ်ခုလိုအဆောက်အဦကြီးကအခုကြည့်လေဒီပုံမှာတက်ပြီးတရားဓမ္မနာယူကြရတယ်ဆိုတော့ဒီတိုက်တာတို့နေပူတာတို့ဒါတွေမရှိဘူးချမ်းသာတယ်စိတ်ချမ်းသာကိုယ်ချမ်းသာထိုင်နေကြလုံခြုံတယ်ဒါကြောင့်မို့လေနတ်ထင်စဆောက်ဥဆိုတာလေနတ်ထဥရုဒန်တွေကနေလုံခြုံတယ်နေပူဒန်တွေကလုံခြုံတယ်လူတွေမခံနိုင်တဲ့အနေအထားတွေအားလုံးကလုံခြုံတယ်မက်ချင်စသည်ကလည်းလုံခြုံတယ်ဟောဆောက်ဥအတွင်းမှာထိုင်နေရလို့ရှင်တက်တောင့်တက်တာဖြစ်ပြီးတော့အင်တန်မှချမ်းသာဒုက္ခတွေရနေကြတယ်အဲ့ဒီရနေတာဘယ်သူကပေးနေတာတော့လို့ဆိုဒီအဆောက်အဦကြီးပေးနေတာဒီအဆောက်အဦကြီးကကိုယ့်ကိုကျေးဇူးပြုနေတာအဲ့ဒီအဆောက်အဦကြီးကကျေးဇူးပြုနေတာအခုဒီအဆောက်အဦကြီးအတွင်းရောက်နေတဲ့ပုဂ္ဂိုလ်တိုင်းဟာခံစားနေကြရတယ်ဒီချမ်းသာဒုက္ခကိုလက်တွေ့ခံစားနေရအဲ့ဒီခံစားနေရတဲ့ဒုက္ခမျိုးဟာဒီအဆောက်အဦကြီးကိုလှူတဲ့အလှူရှင်တွေကိုအလို့လျောက်ဖြစ်ပေါ်စေမှာပဲဖြစ်တယ်ပေါ့ဒါဟာအကြောင်းလှူခြင်းအကျိုးပဲဒီလိုဆိုလို့ဘဝခရီးလျှောက်လန်းတဲ့အခါမှာအန္တရာယ်တွေကနေလုံခြုံတဲ့အနေအထားမျိုးဒီကုသိုလ်မျိုးတွေရကိုကနေပြီးတော့ဘဝအတွက်လုံခြုံမှုကိုဒီလောက်အရေးမမျှော်လင့်ဘူးတဏှာဝဆိုးတွေရဲ့လုံခြုံရာဖြစ်တဲ့နိဗ္ဗာန်ချမ်းသာကိုပဲမျှော်လင့်ပါတယ်ဆိုလို့ရှိရင်လေဟောဒီအဆောက်အဦကြီးလှူတဲ့ကုသိုလ်ကနိဗ္ဗာန်ချမ်းသာဆိုတဲ့တကယ်လေနပုံအောင်ရနေရာကြီးကိုလည်းပဲဒီကုသိုလ်ကပေးစွမ်းနိုင်တယ်လို့ဒီလိုဆိုလိုတယ်ပေါ့နော်ဒါကြောင့်မို့မြတ်စွာဘုရားသခင်ကိုရောမြတ်ကတော့ဒါနကောင်းမှုတွေထဲမှာတဲ့စွန့်သင်္ကန်းကြောင်းစေးပစ္စည်းလေးပါဆိုတဲ့အလှူကြတဲ့အထက်ဒါပစ္စည်းလေးပါဆိုတာဘုန်းကြီးမှပစ္စည်းလေးပါမဟုတ်ပါဘူးလူတွေမှလည်းပစ္စည်းလေးပါပစ္စည်းဆိုဒီမှာအသက်ရှင်ဖို့အတွက်အသက်ရှင်ရတိုင်နိုင်မှုအတွက်ယက်တည်နိုင်မှုအတွက်အထောက်အကူလို့ဆိုလိုတာပေါ့အဲ့တော့ရှင်းရှင်းပြောရမယ်ဆိုရင်လူဖြစ်လာရင်ဘာတွေလိုအပ်လဲလို့ကိုယ့်ကိုစဉ်းစားကြည့်ပါစားစရာလိုအပ်တယ်ဝတ်စရာလိုအပ်တယ်နေစရာလိုအပ်တယ်မကျန်းမမာဖြစ်ရင်ဆေးဝါးလိုအပ်တယ်ဒီလေးခုပဲဘုန်းကြီးတွေလည်းဒါပဲလူတွေလည်းဒါပဲတော့ပစ္စည်းလေးပါဆိုရင်ဘုန်းကြီးကြီးအောင်မေ့မနေလူတွေလည်းပစ္စည်းလေးပါဘုန်းကြီးလည်းပစ္စည်းလေးပစ္စယဆိုတဲ့အဓိပ္ပာယ်ကအသက်ရှိဖို့အတွက်ထောက်အကူတွေလို့ဆိုလို့စားစရာမရှိဘူးဆိုလဲအသက်ရှင်နိုင်မှာမဟုတ်ဘူးဝတ်စရာမရှိဘူးဆိုလဲအသက်ရှင်ဖို့ခက်ခဲသွားမယ်နေစရာမရှိဘူးဆိုလဲအသက်ရှိဖို့အတွက်ခက်ခဲသွားနိုင်တယ်ဆေးဝါးမရှိဘူးဆိုလဲအသက်ရှင်ဖို့အတွက်ခက်ခဲသွားတယ်ဒါကြောင့်မို့ခုပြောတဲ့စားစရာတို့ဝတ်စရာတို့နေစရာတို့မကြမ်းမမာရင်ဆေးဝါးတို့ဆိုတာဘဝမှာအသက်ရှင်ဖို့အတွက်ထောက်ကူဖြစ်တဲ့အရာတွေပဲအဲ့ဒီလိုအခုလိုအဆောက်အဦကြီးလှူတာဟာနေစရာလို့အဓိပ္ပာယ်ရအဲ့တော့မြတ်စွာဘုရားကစွမ်းလှူတာရဲ့သင်္ကန်းလှူတာရဲ့ကျောင်းလှူတာရဲ့ဆေးလှူတာရဲ့ဒီလေးမျိုးထဲမှာဘယ်ဟာကိုပို့ပြီးတော့ဒီကောင်းကျိုးချမ်းသာတွေပို့ရနိုင်တယ်လို့ဟောတယ်လေလို့ဆိုလို့ရှိရင်ကျောင်းအလှူကိုဟောတယ်မြတ်စွာဘုရားဘာဖြစ်လို့ဟောတာတော့ဆိုတော့ရှင်းရှင်းလေးစဉ်းစားကြည့်ပေါ့ရှင်းရှင်းလေးပဲစဉ်းစားကြည့်ဒီအလှခံပုဂ္ဂိုလ်ပေါ်မှာကိုလှူလိုက်တဲ့ပစ္စည်းကဘယ်အတိုင်းအတာအထိထောက်ကူပြုတယ်လဲနဲ့စဉ်းစားကြည့်အဲ့ဒီရှုထောင့်ကနေစဉ်းစားကြည့်လိုက်ဆိုပါတော့အာဟာရဆိုတဲ့အလှကိုလှူတယ်ဆိုတော့လူတယောက်ကိုကျွေးလိုက်တယ်ကျွေးလိုက်တယ်ထမင်းအသက်9ရက်လို့ခေါ်တယ်တခါစားလို့ရှိရင်အဲ့ဒီထမင်းကထောက်ပံ့ထားတဲ့လူရဲ့9ရက်တိတိအသက်ရှင်နိုင်တယ်ပေါ့9ရက်တည်းပို့အသက်ရှင်တာတော့တခြားထောက်ပံ့နေတယ်ထမင်းကထောက်ပံ့လိုက်တဲ့အသက်9ရက်လို့ဆိုလို့အဲ့တော့9ရက်သူ့ရဲ့အကျိုးပြုမှုက9ရက်အကျိုးပြုတယ်အဲ့တော့အကျိုး9ရက်တည်းအကျိုးပြုတယ်ဆိုတော့ဘဝနဲ့ကြည့်မယ်ဆိုရင်တူတောင်းတယ်လို့ပြောအာရလူကတူတောင်းနေပြန်နောက်တစ်ခါ
အဝတ်ဆိုတာမျိုးကြတော့ဘလောက်ကြာအောင်ဝတ်နိုင်တယ်လဲထားပါတော့တစ်နှစ်ဆိုတာအဝတ်တစ်ထည်တစ်နှစ်ဆိုတာမွေးရပါဘူးခုကအဲ့ဒါလို့ဝတ်တဲ့အဝတ်တစ်ခုတစ်နှစ်အတွင်းမှာပဲဟောင်းနွမ်းရိပြီးစုပ်ပြတ်သွားနိုင်ဒီတစ်ထည်တည်းသာဆိုရင်ဟောင်းသွားနိုင်တယ်ဝတ်မဖြစ်တော့အောင်အနေထားမျိုးရောက်သွားအဲ့တော့သူကအကျိုးပြုတာလဲတစ်နှစ်ပဲဆေးဆိုတာကြတော့ကျမ်းမာနေတဲ့အခါဆေးရမလိုအပ်ဘူးမကျမ်းမာတဲ့အခါလေးလောက်ပဲလိုအပ်တယ်ဆိုရံပါရံခါမှအသုံးကျတဲ့ဟာမျိုးအခုလို့အဆောက်အအုံကြီးကြတဲ့အခါကျတော့အဆောက်အအုံရဲ့တည်ရှိမှုကဆွမ်းရဲ့တည်ရှိမှုကပါဇက်ထဲရောက်သွားရင်ကုန်သွားပြီလို့ပြောအောင်နော်အဝတ်ကလည်းမစုပ်ခင်လေးပဲဆေးဆိုတာလည်းအများရန်လိုအပ်တာမဟုတ်ဘူးအခုလို့အဆောက်အဦကြီးကြတော့အနှစ်30 40 50အနှစ်100ဆိုတာနော်အနှစ်100ဆိုတာလို့ဒီအဆောက်အဦကြီးဟာတည်ထက်နေပြီးတော့ဒီအဆောက်အဦတွေဝင်လာသမျှပုဂ္ဂိုလ်တွေကိုအရေးဖြင့်အေးမြစေလုံခြုံမှုပေးနေတယ်ဆိုတဲ့အကျိုးတရားတွေကိုနှစ်ပေါင်းရှည်ကြာစွာအဆောက်အဦကအထောက်အကူပြုတယ်ကိုလှူလိုက်တဲ့လှူလေးကတစ်ခါလေးလှူလိုက်တဲ့ဟာကမျိုးဆက်ပေါင်းများစွာအထောက်အကူပြုပြီးဒီအဆောက်အဦရဲ့အရေးအောက်ဝင်လာတဲ့လူတိုင်းကိုချမ်းသာစေတဲ့အဆင်ပြေစေတယ်ဆိုတော့အဆောက်အဦကအကျိုးပြုနေတာဟာရှည်လေအမတန်မှရှည်လျားတာဖြစ်လို့ရသော်ဘုရားသခင်ကိုရောမြတ်ကဝိဟာရဒါနံတန်ခတအခံဗုဒ္ဓေနဝဏိတံလို့ဒီလိုအကျိုးပြုတဲ့ရှုထောင့်ကနေကြည့်ပြီးတော့ရသော်ဘုရားဟောတယ်လို့ယူဆလို့ရတယ်နော်အကျိုးပြုနိုင်တဲ့ရှုထောင့်နှစ်ပေါင်းများစွာကြာရှည်အောင်လည်းအကျိုးပြုတယ်အကျိုးပြုမှုကလည်းပဲအများကြီးဆွမ်းရဲ့အကျိုးပြုမှုကလည်းအကြောင်းကလည်းအကျိုးပြုတယ်နော်ဆေးကအကျိုးပြုတဲ့အကျိုးတရားမျိုးကိုလည်းပဲဒီအကြောင်းကအကျိုးပြုတယ်အဝတ်ကနေပြီးတော့လူကိုအကျိုးပြုတဲ့အရာကိုလည်းအကြောင်းကနေအကျိုးပြုနိုင်တယ်အဲ့တော့စားစရာတို့ဝတ်စရာတို့ဆေးဝါးတို့ရဲ့ကိစ္စတွေပါဟောဒီအကြောင်းကအဆောက်အဦကြီးကနေပြီးတော့ကျေးပြုတယ်ကျိုးပြုတယ်ဆိုလို့မြတ်စွာဘုရားသခင်ကိုရောမြတ်ကကြည်လေသောစတဗ္ဗတရောဟောတိယောတရာတိဥပတ္တယအဆောက်အဦလှူတဲ့ပုဂ္ဂိုလ်ကအားလုံးကိုလှူရရောက်တယ်လို့ဆိုထားတာအားလုံးကိုလှူရရောက်တယ်ကျန်တဲ့အကျိုးတွေအဝတ်ကပြုတဲ့အကျိုးစားစရာကပေးတဲ့အကျိုးအဲ့ဒီအကျိုးတွေအားလုံးမှာပါသွားတယ်ဒီလိုကောင်းကျိုးချမ်းသာတွေကိုဖြစ်ပေါ်စေလို့ဒီလူဟာမြတ်တယ်လို့ဒီလိုဟောတာအကြောင်းမဲ့ဟောတာမဟုတ်ဘူးရသော်ဘုရားဟာအကြောင်းနဲ့အကျိုးနဲ့ဒီလိုဟောတာမြောက်ပင်ဟောတာလည်းမဟုတ်ဘူးဆိုင်ရာဒီအကြောင်းလုပ်လို့ရှိရင်ဒီအကျိုးရတယ်ဆိုတာတိတိကျကျဟောကြားခြင်းသာဖြစ်တယ်ပေါ့ကျောင်းအကျိုးဟောတဲ့အခါမှာမြတ်စွာဘုရားအကျဉ်းလေးပဲဟောတာသုတ်တန်တစ်ခုမှာအထက်ကထာမှတ်တမ်းအနေနဲ့ရှိတာချင်းအခုလို့အဆောက်အုံကြီးကိုဆောက်ပြီးတော့လှူလို့ရှိရင်တဲ့ဘဝခရီးသွားတဲ့အခါမှာသူဒီလူဆိုတာဒီမိခင်ဆိုတာရှိမိဘရဲ့မိခင်ရဲ့ဝန်းထဲမှာအလွန်ကျင့်ကြတ်စွာနေပြီးတော့မှ6 လ 10 လကျမှမွေးဖွားကြတာဟုတ်အဲ့တော့အလွန်ကျင့်ကြတ်တဲ့နေရာလေးမှာပရိသေတွေတီးပြီးတော့မှလူဖြစ်ရတဲ့လူသားတွေဖို့အခုလို့အဆောက်အဦလူထားခဲ့တဲ့ပုဂ္ဂိုလ်ကြတော့အလွန်ကျဉ်းမြောင်းတဲ့မိခင်ရဲ့ဝမ်းဟာသူ့အဖို့မှာတော့ချောင်းချောင်းချီချီလေးခံစားရတယ်လို့ဒီလိုဆိုတာအဲ့လိုအဆောက်အဦမလူခဲ့ဘူးဆိုလို့ရှိရင်မိခင်ဝမ်းထဲမှာမလူးတာမလှက်တာမဆုပ်တာနေရထိုင်ရချင်းချင်းကြက်ကြက်ကလေးဒီလိုခံစားရမှာဖြစ်တယ်မာတုကုဋ္စိနော်မိခင်ရဲ့ဝမ်းဟာအတ္တံပါဒမချင်းမြောင်းတော့ဘူးလို့ဆိုအဲ့ဒါလိုခံစားရတယ်လို့ဒီလိုအကျိုးတစ်ခုအနေနဲ့ဟောထားတာရှိတယ်အဲ့တော့မြတ်စွာဘုရားရဲ့အနုမောဒနာတရားတွေကိုလေ့လာကြည့်လိုက်မယ်ဆိုရင်လေနထင်စဒုက္ခထင်စဇာယိတုံစဝိပတိတုံအဆောက်အဦဆိုတာဘယ်လိုရည်ရွယ်ချက်နဲ့လှူရတယ်ဘယ်လိုရည်ရွယ်ချက်ဘယ်လိုအကျိုးပြုတယ်ဆိုတာကြည့်လိုက်မယ်ဆိုရင်အဆောက်အဦဒီဘေးရန်အန္တရာယ်တွေကိုလုံခြုံမှုကိုပေးတယ်ဒါတစ်ခုဟောနောက်တစ်ခါအဆောက်အဦထဲနေပြီးတော့တရားနာမယ်ကမ္မထတရားအားထုတ်မယ်စာပေသင်ယူမယ်ဆိုလို့ရှိရင်ဒုက္ခချမ်းသာတယ်ဇာယိတုံသမထကျင့်စဉ်ကိုကျင့်မလားဝိပဿတိတုံဝိပဿနာကျင့်စဉ်ကိုကျင့်မလားဒုက္ခချမ်းသာတယ်အဲ့ဒါလို့ဘေးရန်အန္တရာယ်လုံခြုံပြီးတော့ချမ်းသာဒုက္ခကိုပေးနိုင်တဲ့အဆောက်အဦတစ်ခု
လှူလိုက်ရတဲ့ကုသိုလ်ဟာဘယ်မှာမကြီးကျယ်တဲ့ကုသိုလ်ဖြစ်မလဲလောကမှာလိုအပ်ချက်တွေအလုံးကိုဖြည့်ဆည်းပေးနိုင်တဲ့ကုသိုလ်မျိုးဖြစ်လို့တို့တွေကျောင်းအလှူကိုလှူရတယ်လို့ကျောင်းထဲမှာကုသိုလ်ပါဝင်ထားတဲ့ပုဂ္ဂိုလ်တွေရောကုသိုလ်ပါဝင်ခွင့်မရလိုက်လို့မရလိုက်တော့လဲတာရုခေါ်ရလို့ရှိရင်လည်းပဲတာရုခေါ်တဲ့ကုသိုလ်အပြင်လဲကျောင်းအလှူထဲမှာပါဝင်ရတယ်လို့ဆိုပြီးတော့အလွန်ဝမ်းမြောက်ဝမ်းသာဖြစ်เสียကောင်းတဲ့ကုသိုလ်မျိုးပဲပေါ့မိမိတို့ကိုယ်တိုင်လှူရတဲ့ကုသိုလ်သူများလှူတာထဲမှာဝင်ပြီးတော့တာရုခေါ်ရတဲ့ကုသိုလ်တွေဟာအကျိုးအားဖြင့်ရကြမှာတွေကြီးပဲဖြစ်တယ်ပေါ့ဒါကြောင့်မို့ပဋိဌာနပတ္တနုမောဒနာကုသိုလ်အစပြီးကျောင်းအလှူရဲ့အကျိုးကျေးဇူးတွေကိုမြတ်စွာဘုရားဟောကြားဆုံးမတော်မူခဲ့တာဖြစ်တယ်ဒါကြောင့်မို့ချမ်းသာဒုက္ခကိုရခြင်းတဲ့ပုဂ္ဂိုလ်တိုင်းဟာကုသိုလ်ကောင်းမှုကိုလုပ်ကြရမှာတစ်ဖက်ကလည်းအကုသိုလ်ကိုရှောင်ကြရမှာဖြစ်တယ်အကုသိုလ်ကိုရှောင်ရမယ်ကုသိုလ်ကိုလုပ်ရမယ်ဆိုတဲ့ဟာမြတ်စွာဘုရားကဆင်းရဲဒုက္ခကလွတ်မြောက်ပြီးချမ်းသာဒုက္ခရဖို့အတွက်လမ်းညွှန်ဆုံးမခြင်းသာဖြစ်တယ်။ဘုရားရဲ့ဆုံးမတိုင်းလိုက်နာကျင့်သုံးကြမယ်ဆိုလို့ရှိရင်နောက်ဆုံးတဏှာဝဆင်းရဲကလွတ်ကင်းဆိုတဲ့အမြင့်မြတ်ဆုံးချမ်းသာကိုရရှိကြမှာဖြစ်တယ်လို့ကိုယ်စီဝမ်းမြောက်ဝမ်းသာဖြစ်ပြီးကုသိုလ်တရားဖြစ်ပွားအောင်ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း